Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်နည်းနည်းစကားပြောတဲ့နေရာမှာအတင်းလေးနည်းချသွားမယ်ဗျဒါကတော့ဘာမှထွေထူးတော့မရှိဘူးဒီထိုင်းနိုင်ငံမှာနေရတာတော့အများကြီးတော့အဆင်မပြေတာတွေအခက်ခဲတာတွေလူငယ်တော်တော်များအရှုံးပေးထားတယ်လို့မျိုးပဲကျွန်တော်လည်းလူငယ်တွေကလူငယ်ဆိုရင်ကျွန်တော်လည်းအများကြီးအရှုံးပေးခြင်းတယ်ဗျလောကကြီးတော့ကျွန်တော်ဒီထိုင်းနိုင်ငံမှာမပြောဘူးကိုယ်နိုင်ငံမှာကိုပြန်နေတယ်ကိုယ်နိုင်ငံကိုမှပဲပို့ပြီးတော့ပျော်ရွှင်နေတယ်ကျွန်တော်ဘာပြောချင်လဲဆိုတော့ဒီနိုင်ငံမှာနေရတာကျွန်တော်တို့ကဘာသာစကားပြီးရင်သူတို့ရဲ့အစားအသောက်ပြီးတော့သူတို့ရဲ့အနေအထိုင်ပြီးတော့သူတို့နိုင်ငံအစီအစီဆိုတာကြီးရတယ်ရန်ကြောက်ဖို့ကောင်းနေဗျရန်ခက်ခဲတယ်ဗျဒီနိုင်ငံမှာနေရတယ်ဆိုတာဒီနိုင်ငံမှာမဟုတ်ဘူးပေါ့နော်ဘယ်နိုင်ငံဥပမာကိုရီးယားဂျပန်စင်ကာပူမလေးရှားအစရှိတဲ့နိုင်ငံတွေအားလုံးလည်းအဆင်ပြေကြတာပဲတူပါပဲဗျကျွန်တော်တို့ဒီထိုင်းနိုင်ငံအနေနဲ့ကျွန်တော်ပြောပြမယ်ပေါ့နော်စကားလေးနည်းနည်းပြောပြပါမယ်ကျွန်တော်အလုပ်ကတော့ကျွန်တော်စားသောက်ဆိုင်မှာလုပ်တယ်စားသောက်ဆိုင်မှာလုပ်တော့ဘယ်လိုအခက်အခဲတွေကြုံရလဲဆိုတော့အလုပ်မှာကဘယ်လိုပြောမလဲအကုန်လုံးကထိုင်းနဲ့လာဘူးပဲရှိတယ်ကျွန်တော်တို့ဗမာဆိုအားလုံးပေါင်း10ယောက်လောက်ပဲရှိတယ်ကျွန်တော်တို့တက်လာတဲ့ငယ်ချင်းတွေသူတို့ကတခြားဆိုင်ခွဲလေးမှာပေါ့နော်ကျွန်တော်ကတော့ဒီဘန်ကောက်မြို့တွေမှာရှိတဲ့ဒီစင်ထော်ဝေါ်ဆိုတဲ့ဆိုင်မှာပေါ့ကျွန်တော်စင်ထော်ဝေါ်မှာပဲကျွန်တော်လုပ်တယ်ပေါ့နော်လုပ်တော့ဘယ်လိုဖြစ်လဲဆိုတော့အရာအားလုံးကကုတက်တော့ဘာသာစကားမတက်တော့ရန်ခက်ခဲဗျရန်ခက်ခဲတယ်အစင်လည်းမပြေဘူးပေါ့နော်သိရမှာတစ်ခါတည်းရင်ကိုအရှုံးပေးခြင်းနဲ့သိမှာရှုံးပေးခြင်းနဲ့စိတ်ရတဖွာဖွာဖြစ်ပေါ်လာပြီးတော့လည်းဘယ်လိုပြောမှလဲသူတို့ပြောတာလဲကိုနားမလဲကိုကရှင်းပြခြင်းနဲ့ကိုကပြောပြခြင်းနဲ့ဘယ်လိုမှပြောပြရှင်းပြလို့မရတဲ့အနေနဲ့ကိုဘာသာစကားဒါပေမဲ့မင်းကဘာသာစကားတစ်ခုမင်းကမလေ့လာဘူးလားမသိဘူးလားဆိုကျွန်တော်လေ့လာသင်ယူခြင်းနဲ့ကျွန်တော်လည်းလူငယ်တွေကလူငယ်တယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နည်းနည်းကျွန်တော်မှာအပြင်းကြီးရစိတ်ရှိတယ်ကျွန်တော်ဒီလိုပိတ်ရက်တွေဆိုရင်ကျွန်တော်ကအဲ့လိုအိတ်ချင်တယ်အဲ့လိုအေးဝါအိတ်ချင်တယ်ပြီးတော့စိတ်လွတ်ကိုလို့နေချင်တယ်ဖြစ်တဲ့ကြောင့်မလို့ဒီဘာသာစကားကျွန်တော်မသိယူဖြစ်ဘူးဗျမလေ့လာဖြစ်ဘူးဒါပေမဲ့ကျွန်တော်အနေငယ်နားလေတယ်ကျွန်တော်အနေငယ်ပြောတတ်တယ်ဒါပေမဲ့ဟိုကာနာနာကြီးရောမရှင်းပြတတ်တဲ့အတွက်ကြောင့်မလို့အရင်တော့ခက်ခဲလေးတော့အများကြီးဖြစ်တယ်ဗျသိရမလားခက်ခဲအများကြီးဟိုနေ့ကဆိုရင်စဉ်းစားကြည့်ဗျာကျွန်တော်တို့လုပ်ထဲမှာကရှမ်းရလာအောင်ရပမာဆို3ယောက်3မျိုးရှိရဲ့ဗျာသူတို့ထိုင်းနေကထိုင်းလူမျိုးချင်းလို့ဘာမှမပြောထိုင်းလူမျိုးရဲ့လာအောင်လေဆိုရင်ပြောတယ်နည်းနည်းပဲပြောတယ်50%ပဲပြောတယ်ဒါဟိုကောင်တွေကနည်းနည်းပါပြန်ပြသလိုက်ပြီးတော့ဒီစီတွေကတိတ်ရဆူတာတွေပဲမရှိဘူးဒါပေမဲ့ကျွန်တော်ဗမာတွေဆိုရင်သူတို့ကအချိန်လေးစောင့်ကြည့်နေတာကျွန်တော်ဆိုရင်ကျွန်တော်လုပ်ငန်းခွင်ထဲမှာပတ်သက်တဲ့အရာကျွန်တော်ဘာသာစကားမရအောင်ဒါပေမဲ့ကျွန်တော်လုပ်ငန်းခွင်မှာပတ်သက်တဲ့မှန်တယ်များအကုန်လုံးကျွန်တော်ရအောင်ကျွန်တော်စူးစမ်းတယ်ရအောင်ကျွန်တော်သင်ယူတယ်ရအောင်လေ့လာကျွန်တော်အဲ့လိုကောင်းလာမျိုးကျွန်တော်တခုမရအောင်ဆိုရင်တခုကိုကျွန်တော်ပိုင်နိုင်နေအောင်ကျွန်တော်စူးစမ်းတဲ့ကောင်မျိုးကျွန်တော်စိတ်ကအဲ့တော့ကျွန်တော်စူးစမ်းတယ်ကျွန်တော်အဆင်ပြေတယ်အခုဆိုကျွန်တော်နေရာတစ်ခုရောက်နေတယ်ဒါပေမဲ့ဘာခက်ခဲရလဲဆိုတော့ဒီကောင်ကြီးကကျွန်တော်တို့ဆိုရင်တခုဆိုရင်ကျွန်တော်တို့ဆိုရင်အပြည့်မြင်ဖို့ပြောဖို့ဆိုဖို့ပြီးသူတို့ကတခုမကောင်းတာနိုင်ငံရေးကျွန်တော်ညီမနိုင်ငံရေးလဲချို့လူတော်များသိမှာပါသိရဆိုရင်သူတို့ထိုင်းနေလည်းသိရောနော်ကျွန်တော်တို့ဆိုရင်ဒီမှာကပန်းမိုင်းဆိုတာကကျွန်တော်ပြောရင်တော့ပြီးကြမှာပါဒါပေမဲ့သူကအိမ်ပြန်မလားကဖမအဲ့လိုကဖမမြန်မာနိုင်ငံပြန်ခိုင်းကျွန်တော်တို့အဲ့စကားကြီးပြောတဲ့ကျွန်တော်တို့ကအရန်စိတ်တကြရတယ်လေဟာငါတို့ကအစင်မပြေလို့ဒီနိုင်ငံမှာလာနေတာလေငါတို့အဲ့လိုမျိုးကြီးပြန်ခိုင်းတာကြီးကလွန်တာပေါ့ပြီးတော့နောက်တစ်ခုရှိတာဒီကောင်ကြီးကဟုတ်ကဲ့လာအိုကောင်ကြီးဆိုရင်ဒါတော့ကျွန်တော်ပွင့်လင်းပြောတာပေါ့လာအိုကောင်ကြီးဆိုရင်ကောင်ကြီးကဟိုနည်းနည်းပါးပြောလိုက်ပြီးသွားအေးရှိပဲကျွန်တော်မှာတွေကျွန်တော်တို့မဟုတ်ဘူးပြောတာတွေကနှိမ်တော့တော့ပြောမှဆိုတော့နှိမ်တယ်ပြီးတော့နည်းနည်းလေးအနိုင်ကျင့်နေတာလည်းပါဒါလည်းထားပါဒါတွေကတော့နေရာတိုင်းမှာလည်းတွေ့နေရတာနေရာတိုင်းမှာအလုပ်တိုင်းမှာလည်းမြင်တွေ့နေရဆိုတော့မျိုးဟိုစမ်းကြတော့ဗောနော်အမေပြောပြတာပါဟိုနေ့ကဆိုရင်ဟိုနေ့ကအကြောင်းလေးပြန်ဆက်အောင်ဟိုနေ့ကဖြစ်ပုံကဆိုရင်ဒီလာကောင်ကဟိုမီနူးအစ်စ်ကိုလောက်တာအဲ့မီနူးကကျွန်တော်လည်းသိတယ်သူတို့မီနူးအစ်စ်ထွင်ထားတာကျွန်တော်သိတယ်ကျွန်တော်လည်းလောက်တတ်တယ်ဒါပေမဲ့အဲ့မီနူးကဟိုကောင်ကသူကမလောက်တက်နဲ့ဝင်လောက်သွားတာအဲ့ဒါကျွန်တော်ကသူ့ဘေးနားမှာရှိတယ်ကျွန်တော်ကလည်းကျွန်တော်အလုံးနဲ့ကျွန်တော်လုံနေတာနားလေရမလို့ကျွန်တော်အလုံးနဲ့ကျွန်တော်လုံနေတာ तू ကသူ့အလုံးနဲ့ तू လို့ဒါပေမဲ့ကျွန်တော်သူ့ဘေးနားလေးမှာ
तू ကကြော်နေအဲ့မီနူးအစ်စ်ကိုကြော်မကျွမ်းကျင်မလောက်တတ်ဘူးဆိုရင်ကျွန်တော်ရှိတယ်ဘေးနားမှာလည်းလူလောက်ကောင်းနေရှိကျွန်တော်ခေါ်တယ်ခေါ်ပြီးဒါငါမကျွမ်းကျင်ဘူးမင်းကတော့ပြပေးဆိုသူတို့ချင်းချင်းပြောလိုက်ရင်ရတယ်ကျွန်တော်လည်းမပြောဘူးအဲ့ဒါကို तू ကချပြီးတော့အော်တာကိုချကျွေးလိုက်ဧည့်သည်အဲ့နဲ့ဧည့်သည်ကအမှသူချကျွေးပြီးတော့ဧည့်သည်စားချင်မီနူးရမှားနေတယ်မီနူးကဒီလိုပုံစံမျိုးမှားတော့ဒီလိုတခြားပုံစံရောက်လာတယ်ဆိုပြီးတော့အဲ့မှာကျွန်တော်တို့ဟိုအရှိကဝေတာတွေကကျွန်တော်တို့လာပြီးဆူတာလာဆူတော့အဲ့ဒါကို CCTV ကပြန်ကြည့်တယ်အဲ့ဒါကိုကျွန်တော်ကမပြောလို့ကျွန်တော်သူ့ဘေးနားမှာရှိနေတာကိုမပြောလို့မစိုးလို့ကျွန်တော်ဆူတာစဉ်းစားကြည့်ပဲဒါရဖြစ်တယ်လားစဉ်းစားကြည့်လိုက်ကိုယ်နဲ့စဉ်းစားကြည့်ဖြစ်တယ်လားလုံးဝမဖြစ်တယ်ဟုတ်လားကျွန်တော်မပြောနိုင်ဗျာသူတို့တော့တစ်ခါလေဘေးနားမှာရှိနေဘေးနားမှာမတည့်ရက်ပြီးစကားပြောနေတော့မီနူးတွေမချပေးဘူးဗျာဧည့်သည်တွေရှိသူတို့တော့တစ်ခါလေမြင်ရမှာမဟုတ်ကိုရီးယားကိုလုံးနဲ့ကိုရှုပ်နေတာပြီးကိုရီခေါင်းအတွေးအုံနောက်ထဲမှာကဒါပြီးဒါလုံးမဆိုပြီးတော့ကန့်တတ်တာသူ့လိုင်းမကြည့်နဲ့အဲ့တော့သူကသူ့မပြောရကောင်းလားသူ့မပြောပြရကောင်းလားသူ့မကူညီပေးရကောင်းလားဆိုပြီးတော့ကျွန်တော်အဖြစ်တယ်စဉ်းစားကျွန်တော်ဘယ်လိုစိတ်နဲ့နေရစဉ်းစားကြည့်ရတော့ဘာသာပဲစဉ်းစားကြည့်ဒါကြီးဖြစ်တယ်လုံးဝမဖြစ်တယ်လားအခါကျရင်ကိုယ့်နိုင်ငံမှာကိုပြင်တယ်ဒီနိုင်ငံမှာနေရတာလုံးဝမပြောဘူးဗျာဖြစ်မပြောဘူးဆိုတာထက်ကိုမပြောတာအရင်ခက်ခဲတယ်ဘာသာစကားကြောင့်လည်းပါမယ်ပြီးတော့ကျွန်တော်တို့လူမျိုးတွေကထိုင်းနိုင်ငံမှာများလာကြောင်းလည်းပါမယ်နဲ့တူတယ်ညနေခံတယ်မှာပါတယ်ကြောခံတယ်မှာလည်းပါတယ်ဒီလိုပါပဲခက်ခဲရတော့ကျွန်တော်ရင်ဆိုင်နေရတာပဲဒီတဲ့ဆိုးတာတွေလည်းရင်ဆိုင်ခဲ့ပြီးသွားပြီဖြစ်တဲ့ကြောင့်မို့ဒီလိုအသေးအဖွဲကိစ္စလေးတွေကျွန်တော်ကောင်းတယ်မထင်တော့ပါဘူးဒါပေမဲ့လည်းကျွန်တော်တို့ကလူငယ်ဖြစ်နေတော့အဲ့လိုမျိုးစိတ်ခံစားချက်တွေစိတ်ညစ်မှုတွေစိတ်ရှုံးမှုတွေအများကြီးရှိတယ်ဥပမာကျွန်တော်ဆိုရင်အိမ်ကြောင့်စိတ်ညစ်ရတယ်ဆိုတာကအိမ်ကိုကျွန်တော်မိသားစုတွေအတွက်ကိုကျွန်တော်ကပတ်စံပြရတဲ့ကိစ္စတွေပြီးတော့ငွေကြီးလိုအပ်ချက်တွေကြောင့်စိတ်ညစ်ရတာတစ်မျိုးနော်လုပ်ငန်းကြောင့်စိတ်ညစ်ရတာတစ်မျိုးပြီးနောက်တစ်ချက်ကျွန်တော်တို့လူငယ်ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့မှာမိသားဆိုတာလည်းရှိမယ်ကောင်မလေးဆိုတာရှိမယ်ကောင်မလေးကြောင့်စိတ်ညစ်ရတာတစ်မျိုးစိတ်ရှော့ရတာတစ်မျိုးပြီးတော့တငယ်ချင်းတွေကြောင့်တငယ်ချင်းတွေကြားထဲမှာလည်းတငယ်ချင်းတွေတော့ကောင်းတယ်တစ်ခါလေးမကောင်းတယ်လို့လည်းရှိတယ်လို့တစ်ခါလေးကောင်းတဲ့သူတွေလည်းရှိတယ်ကောင်းတယ်ဆိုအမြဲတွန်တွဲနေမှာတငယ်ချင်းအောင်စိတ်ညစ်စရာလည်းရှိတယ်အများကြီးပါတော့စိတ်ရှုပ်ရတယ်ကျွန်တော်လူငယ်တွေခေါင်းအများကြီးစိတ်ရှုပ်စရာအများကြီးရှိတယ်သိရမလားခါရင်စဉ်းစားကြည့်မယ်နော်ဒီမှာဟိုလူဖြစ်လာတယ်ဆိုတာလေအရန်ခက်ခဲတယ်ဗျသိရမလားဟိုကျွန်တော်တို့မမွေးဖွားလာခင်တော့ဆိုရင်ကျွန်တော်တို့တွေဘယ်နေရာမှာဘယ်ရောက်နေတယ်ဘာတွေဖြစ်နေလဲဆိုတော့ကျွန်တော်သိနိုင်သိကောင်းပါဟိုကကျွန်တော်ဆိုရင်ဖြစ်နေညက်ကလေးတော့ဖြစ်လွတ်လပ်ပဲပြန်တန်းပြီးတော့ဟိုကောင်းငင်ပေါ်မှာလည်းပြင်လာပြန်တန်းပြီးတော့အေးစစ်စစ်ပဲလူဖြစ်လာပြီဆိုရင်ကျွန်တော်တို့စားဖို့အတွက်ဒီတော့ဘိုက်မှာတစ်ထွာလောက်လေးရှိတယ်အဲ့တစ်ထွာလောက်လေးကိုစားဖို့အတွက်ခုလိုမျိုးဝတ်ဖို့အတွက်ဒီလိုနေဖို့ထိုင်ဖို့အတွက်ဘာမှမရှိတဲ့အခန်းကြီးချင်းလေးကိုနေရဖို့ထိုင်ရဖို့ကျွန်တော်ကအများကြီးရောလုံးမန်းနေရတာစဉ်းစားကြည့်မလွယ်ဘူးတကယ်လူဖြစ်ရတယ်ဆိုတာကံလဲကောင်းတယ်ကံလဲတော်တော်ဆိုးတယ်လူဖြစ်လာပြီဆိုကြလေကံဆိုးဖို့ပဲပါလာတာဟုတ်ဘယ်လိုပြောမလဲကျွန်တော်တို့လူမျိုးပတ်စံမရှိတဲ့သူဆင်းရဲတဲ့သူတွေအတွက်ကြတော့အဆိုးတွေပဲလာငယ်ကလေးကကံဆိုးလို့ဆင်းရဲတဲ့မိသားစုဘဝမှာရောက်လာတာဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုကံဆိုးလို့ဆိုရင်မိဘကိုလည်းပုံမချအောင်ဒါပေမဲ့ကျွန်တော်တို့မှာလက်တွေခြေထောက်တွေရှိရမိဘတွေထည့်ပေးတယ်အေးဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကြီးနဲ့ကျွန်တော်တို့ကောင်းကောင်းအသုံးချပြီးကျွန်တော်ပို့ပြီးကြိုးစားအောင်အဲ့မှာကျွန်တော်စိတ်တော့မကြဘူးကဲဒီကညီကငယ်တွေညီမငယ်တငယ်ချင်းတွေအားလုံးလည်းစိတ်တမကြပါနဲ့ဒီလိုပါပဲဒီနေ့ဆိုးမယ်မနေ့ဖြန်ညင်ကောင်းရမယ်ဟုတ်လားဒီတဲ့ဆိုးတာတွေရင်ဆိုင်ရမယ်ပြီးတော့ဒီနေ့ကလေးကြိုတင်ပြီးတော့ပြင်ဆင်ထားပြီးတော့ကြိုတင်ပြီးအားမွေးထားကြမစိတ်ထဲကြနေတာအကြောင်းမရှိဘူးပြီးတော့လည်းစဉ်းစားကြည့်လိုက်ဗျာလောကကြီးကကျွန်တော်စဉ်းစားကြည့်ကျွန်တော်ဆိုရင်16-19လောက်ကလေးကျွန်တော်ကြောင်းထွက်လိုက်တယ်ကြောင်းထွက်လိုက်ကျွန်တော်ဒီအလုပ်လုပ်လာတဲ့နေပင်မှာအလုပ်လုပ်လာတယ်နော်
အသက်တွေမြင်နေပဲကြီးလာအခုဆိုကျွန်တော်အသက်ဘာမှမဟုတ်ပဲနဲ့ကျွန်တော်2001မွေးတဲ့သူเนาะအခုကျွန်တော်23ရောက်နေကျွန်တော်ရှေ့လျှောက်ဆို24 25နောက်9နှစ်နေကျွန်တော်အသက်30ပြည့်ပါပြီငါလူကြီးတယောက်ဖြစ်သွားတယ်အဲ့ဒါပေမဲ့အခုတော့မှလူကြီးဖြစ်နေပါပြီဒါပေမဲ့အသက်30လောက်ဆိုရင်ကျွန်တော်ဒီထက်ပိုကြီးလူကြီးတယောက်ဖြစ်တာနောက်ထပ်10နှစ်နောက်ထပ်နေကျွန်တော်အသက်40ရောက်ပါတယ်နောက်အသက်25နှစ်လောက်နေကျွန်တော်အသက်50ပြည့်သွားတယ်အချိန်နဲ့ကုန်တာမြင်လိုက်အချိန်နဲ့တီးနဲ့သွားနေရောအဲကြောင့်လူငယ်တွေလည်းပြောချင်တယ်ကျွန်တော်နဲ့ရွယ်တူတငယ်ချင်းတွေပြောချင်ပြီးတော့ကျွန်တော်ထပ်ပို့ပြီးတော့ပြောနိုင်ဆိုနိုင်စကားပြောကောင်းတဲ့တငယ်ချင်းတွေအကုန်လုံးလည်းကျွန်တော်ပြောပြချင်တယ်စိတ်တမချပါနဲ့ဘာမှအခက်အခဲတွေပဲရင်ဆိုင်ရခေါင်းအေးနေပဲစဉ်းစားပါစိတ်တကြကြဘာအကြောင်းမှမရှိဘူးပြီးတော့လည်းဘွားကြီးဆိုတာနှိမ့်တလဲမြင့်တလဲစိတ်ခံစားချက်ဆိုတာလည်းနှိမ့်တလဲမြင့်တလဲမို့လို့တော့စိတ်တမချပါနဲ့ဒီနေ့စိုးပြီးမနေ့ပြန်ကောင်းနိုင်တယ်လို့မနေ့ပြန်ကောင်းပြီးလည်းတစ်ဖက်ကစိုးနိုင်တဲ့အခြေအနေနဲ့ရှိပါတယ်အဲ့တော့ရင်ဆိုင်အောင်ကြိုးစားထားကြပါကျွန်တော်ဒီဗီဒီယိုလေးတွေကိုလည်းဒီလိုဗီဒီယိုလေးလည်းနေ့တိုင်းဆက်မပြတ်ကျွန်တော်တင်သွားပေးမယ်ကျွန်တော်တက်နိုင်လောက်ကျွန်တော်ရဲ့ကိုတွေ့ကြုံခဲ့ရတဲ့ပြဿနာတွေအားလုံးကျွန်တော်တင်ပြသွားမယ်ကြည့်တဲ့ညီကိုမောင်နှမတွေအားလုံးကလည်းကျွန်တော်ဗီဒီယိုကို like and subscribe လုပ်ပေးပါများများကြည့်ပေးပါများview လေးတွေများတက်ချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါမှလည်းကျွန်တော်ရဲ့ passive income ဖြစ်တဲ့ဘယ်လိုရမလဲဒုတိယအင်္ဂါတစ်ခုကျွန်တော်ရှာနိုင်မှာဖြစ်တယ်ဗျဒါမှကျွန်တော်မိသားစုကျွန်တော်ထောက်ပံ့နိုင်မယ်ကျွန်တော်အတွက်လည်းကျွန်တော်ထောက်ပံ့နိုင်မယ်ဒါလည်းဒုတိယဝင်ငွေဖြစ်ပေါ့နော်ဒီမှာခုဒီတိုင်းပဲအိတ်လိုက်စားလိုက်ဒီအလုံးလုံးလိုက်ပြင်ပန်းလိုက်ညီးနိုင်နေတော့စစ်ပြေပေါ့နော်အဲ့တော့ကျွန်တော်ကူညီတဲ့အနေနဲ့ကျွန်တော်ချစ်တဲ့အနေနဲ့ကျွန်တော်ဗီဒီယိုလေးတွေ view လေးတက်တော့ like subscribe လုပ်ပေးပါ share ပေးပါကူညီပေးကြပါလို့ကျွန်တော်မေတ္တာရပ်ခံပါတယ်ဘလို့ကျွန်တော်ချစ်ပါတယ်ဒီပိုင်းနောက်ဗီဒီယိုမှာပြန်တွေ့မယ်နောက်ဗီဒီယိုကြရင်လည်းဒီထက်ပိုကောင်းတဲ့ဗီဒီယိုလေးကိုဒီထက်ပိုကောင်းတဲ့အရာလေးပြောနိုင်ဆိုနိုင်အောင်လို့ကျွန်တော်ဒီထက်ပိုကြိုးစားထားပါမယ်ပြီးစာများများလည်းဖတ်ထားပါမယ်ကျွန်တော်ချစ်တဲ့ခင်လဲဆို like and subscribe လုပ်ပေးထားပါဘိုင်